ကဲဝေဒနာချင်းလေးနာမည်ပြောပြပါအောင် ကောင်းတန်လင်း ဒါလေးမောတာဟုတ်ကောင်းတက်လဲသူကဘယ်နဲ့မွေးဘယ်နဲ့နဲ့တည်းကဒီမျက်စိကမမြင်တော့တာ မွေးတဲ့ဟိုနီးကပဲတွေ့ရတယ်ဝေးဆိုဝါဒရပြည့် ဟုတ်တယ်လား ဟုတ် အခုသူဆရာကြီးကိုလာကူးတဲ့အချိန်မှာညီလေးသူကောင်းဆက်လင်ရဲ့အဖေတယောက်အနေနဲ့ဘယ်လိုများဆရာကိုမြင်လဲ ဆရာကူးလိုက်တာထူကြပါတယ်2မိနစ်3မိနစ်အတွင်း 2မိနစ်3မိနစ်တွင်ကလေးရဲ့အမြင်အာရုံက တိုးတက်လာ တိုးတက်လာ ဟုတ် အခုသူ့အဖွားတွေဘာတွေလဲကောင်းကောင်းမြင်သွားပြီ ဟုတ် မြင်သွားပြီလား ဟုတ်ကဲ့ ဒါလေးမြင်သွားပြီလားမြင်သွားပြီနော်ဆိုတော့အခုမျက်စိကမွေးတဲ့ကသူကမမြင်တဲ့သဘောပေါ့ ဟုတ်ကဲ့ ဒီလိုခုနဒီလို1နှစ်3တော့သူသိလား မသိသေးဘူး မသိသေးဘူးနော်ဒါလေးဒါဘယ်နှချောင်းလဲ တခြား နှစ်ချောင်းဒါဘယ်နှချောင်းလဲ တခြား တစ်ချောင်းဟုတ်လားဒါဘာပဲပြောပြောဝမ်းသာကြပါဘောနော်ကဲအခုမြင်သွားပြီဆိုအခုသူဘယ်အသက်ဘယ်လောက်ရှိပြီ 7နှစ်ရှိပါတယ် ကျောင်းကနောက်ကျနေပြီပေါ့ ဟုတ်ကဲ့ ကျောင်းတက် ထား လေ လို့မရသေး နော် ဟုတ် ကျောင်းတက်လေကဲအဖေတယောက်အနေနဲ့တားလေးမျက်စိမြင်သွားတော့ရင်ထဲကဝမ်းသာပီတိစကားလေးပြောပြပါဦး သူများသားသမီးကြောင်းထားပြီးတော့ထားကျင်တာပေါ့ကျွန်တော်သားသမီးအဲ့မှာလည်းဘာမှတင်လို့မရဘူးပြင်းတယ်ဒီတွေအကုန်ဝင်တိုက်ကာယကဝေးတင်လို့မရဘူးအရောင်လည်းဘာမှတင်လို့မရအဲ့လိုဖြစ် တွေ့ကြရကုန်ဝင်တိုင်း ဟုတ် အခုသူလမ်းကောင်းရှောင်းနိုင်ပါ යි နော် ဟုတ်ကဲ့ တားလေး6ပြပါအောင်ပါဟိုချီရတော့6ပြကဲပြန်နဲ့လာခဲ့တာကဲဟုတ်ပြီနော်ဒါလမ်းကောင်း6နိုင်ပါ යි နော်6ပြလိုက်ပါအောင်အားလုံးပြည့်တက်ကြီး6ပါအောင်ချီအေးဟုတ်ကဲပြန်နဲ့မယ်ဒါလေးဟုတ်ပြီဒါမျက်စိမြင်သွားပြီလားမြင်သွားပြီနော်ဆိုတော့ 6တာပါအကောင်လုံးကောင်းပါလေ လမ်း6တာပါတဲ့သွား 6တာပါကောင်းပါလေ အဲ့တော့ဘာပဲပြောဖွားခင်တယောက်အနေနဲ့ဝန်တာပီတီတော့ဖြစ်မှာပေါ့ ဝင်တာတော့ဆရာရဲ့ ကဲအခုလိုမွေးရပါမျက်စိမမြင်တဲ့ကလေးပေါ့နော်ဟိုကုသပေးတဲ့အတွက်ဆရာအနေနဲ့လည်းဒီကသူနဲ့ကိုနဲ့ခုနပထမသက်ရှိလို့ကောင်းသွားတဲ့ဆိုပင်နဲ့ဒီပြင်ဝေဒနာခြင်းတွေကကောင်းကြမှလည်းကောင်းမှာ ဟုတ် အားကြောင့်မလို့သိပြီးတော့လည်းမပြောရဲဘူးဒါအမှန်တရားပြောတာလေအခုဒါလက်တွေ့ပဲလေဒီပိဋကတ်ကြီးကနဲတာမှမဟုတ်တာလူကောင်းရာရှိနေတာအဲ့ဒီတိုင်းတာမှာပိဋကတ်ကြီးရဲ့ရှေ့မှာပဲဆရာကုပေးလိုက်တယ်အခုလိုကောင်းသွားတဲ့အတွက်ဆရာရဲ့ရင်ထဲမှာလည်းတော်တော်ခံစားရပါဦးလေးဆိုမှမျက်ရည်တွေပါကြာ ဟုတ် နော်ပိဋကတ်တွေအားလုံးလည်းဒီနေ့မျက်ရည်တွေကြာကြတယ်ဝင်းတာတဲ့မျက်ရည်ပေါ့နော်ဝင်းတာတဲ့မျက်ဒါကြောင့်မို့ဝန္တာပီတိဖြစ်ပါတယ် ဒီရောအဖေတွေရောအကောင်လုံးအတိုင်းမသိဝင်တာပါလေ ကဲဟုတ်ပါပြီဒါကဲအားရဆိုရင်သားလေးကိုလည်းဒီတက်ဒီမြင်ပါစေလင်းတက်တွေရပါစေလို့ဆရာဆုတောင်းပေးတယ်နော်သားလေး ကျေးဇူး အေးဟုတ်ပြီဒါနော်ကဲဟုတ်ညီလေးလည်းကျေးဇူးတင်တယ်ဘယ်ရလာကူတာပြောပါ ဒါဟိုအရှိပါ9မိုင်လောက်ဝေးဘလို့ ပနုတ်ကနော်ဒိုင်ဦးဘက်ကပနုတ်ကနေလာကူတာအေးပါကျေးဇူးတင်တယ်နော်ရာထူးခြားဖြစ်စင်မယ်လေထူးထူးခြားခြားပဲဒီမျက်စိပြန်မြင်လာတယ်ဆိုတာနော် ဟိုကမျက်စိကြည့်ပုံရောလမ်းချပုံရောဟိုမှာပါတယ်ကောင်းတော့မျက်စိကြည့်ပုံလည်းမူမမှန်ဘူးလမ်းချပုံလည်းမူမမှန်ဘူး ကျဲဟုတ်ပါပြီဗျာကျေးဇူးတင်တယ်နော်အားလုံးဖွားတွေရောဖေတွေရောကလေးရော ဝင်တာပါလေကျေးဇူးတဲ့အတိုင်းပါလေ ကဲဟုတ်ပါပြီဗျာ အသားရဲ့ကျေးဇူးရှင်ပါလို့ပါ ကျေးဇူး အေးပါဒါလေးကျေးဇူးတင်တယ်နော်အားလုံး လက်ကိုလေးဒီလိုက်တော့ ပြောလိုက်ဆရာကတော့လိုက် ဘယ်တော့လာကြဆရာ စောစောထားမိတာစောစောထား အေးတော်တော်လေးတိုင်းတော့အေးဟုတ်ပြီဒါလေးကဲကောင်းကျိုးတူကဆန္ဒပြေးပါသေးကွာဘဝမောတွေပြေးပါသေးမျက်စိတွေလည်းမျက်နှာတွေရပြီးတော့နော်သာသနာပြုနိုင်တဲ့သားလေးဖြစ်ပါသေးဗျာ ပေးတဲ့စီးပြပါစီ ဒီဘောက်ကျေးဇူးဆက်နိုင်တဲ့သားလေးဖြစ်ပါသေး ပြပါလေဒါကြောင့်လည်းရပြီလို့ လာလာလာ ဟုတ်လားအေးဒါလေးကျေးဇူးနော် ဒါပါလေဒီက ဖွားလေးရှိလာတယ်ဖုန်းလေးဖဲလဲကဲဖွားလေးရှိသွားလေးပါအောင်ဖွားလေးရှိရောက်ပါတို့ခေါ်သူမမြင်ဘူးလေအဲ့ဒါမှမ